26ရက်နေ့ကောင်းသောရှမာရိရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး30အခန်းငယ်25မှ30ခွန်အထိကျွန်တော်တို့ဘာလို့ရမလဲကျမ်းစာရဲ့အတိတ်ပဲကိုဘယ်လိုနားလည်တယ်လဲထာဝရဘုရားကိုစိတ်နှလုံးအကျွမ်းမဲ့အစွမ်းတတ္တိရှိသမျှဉာဏ်ရှိသမျှနဲ့အကျွမ်းမဲ့ချစ်ပါကိုနေစတဲ့သူကိုကိုနေအမြတ်ချစ်ပါမင်းမှန်တယ်ပြောတဲ့အတိုင်းသက်ရှင်ပါကိုနဲ့ဆက်ဆိုင်သူဟာဘာတူလဲရဲမက်တွေတော့မဖြစ်နိုင်ဘူးစီးစားပြေငါကောလူတယောက်ဟာယေရုရှလင်မြို့ကယေရိခေါမြို့ကိုအသွားဓမြနဲ့တွေ့တဲ့အခါမှာရိုက်ချင်းပုတ်ချင်းလူယူခြင်းကိုခံရတယ်ဘာသာရေးခေါင်းဆောင်တို့ဟာလူနာကိုမြင်တဲ့အခါမှာရှောင်ထွက်သွားတယ်ဓမ္မဝန်ဆောင်တူဟာလည်းဒီလမ်းကိုပဲလာတဲ့အခါလူနာကိုတွေ့ပေမဲ့လည်းရှောင်သွားပြန်တယ်အဲ့ဒီအခါမှာရှမာရိလူတယောက်ရောက်လာတဲ့လူနာကိုမြင်တော့အလွန်ပဲတနာသွားတယ်လူနာရဲ့အနာများကိုစီလိမ့်ပြီးအဝတ်နဲ့ပတ်စီပေးတယ်ပြီးတော့သူ့ရဲ့တရိတ်ဆန်ပေါ်တင်ပြီးတဲခိုကန်တစ်ခုကိုပို့ပေးတယ်တဲခိုကန်ပိုင်ရှင်ကိုငွေအချို့ပေးပြီးဒီလူနာကိုဂရုစိုက်ပါလိုတဲ့ငွေကိုပြန်လာတဲ့အခါသူပေးပါမယ်လို့တောင်းယူခဲ့တယ်ဒီလူ၃ယောက်ထဲကဘယ်သူဟာလူနာနဲ့ဆက်ဆိုင်သူဖြစ်တယ်လဲလူနာကိုတနာသူဖြစ်တယ်သမီးပြောတာမှန်တယ်နံပါတ်1ဘာသာရေးခေါင်းဆောင်2ဦးနှင့်အပေခံ2ဦးတို့သည်အဘဲကြောင့်ခြားနားစွာအသက်ရှင်တယ်လေနံပါတ်2ငါဤလမ်းခရီးတွင်မိသူကအရေးတကြီးအကူအညီလိုအပ်နေတယ်လေနံပါတ်3ဒီနေ့ငါဘာလုပ်မလဲ